အိမ်ထောင်ဦးစီးတဲ့ခေါင်းစဉ်ကအိမ်ထောင်ဦးစီးဆိုတာမိသားစုမှာအလွန်အင်မတန်မှအရေးပါတဲ့လူတစ်ယောက်ဖြစ်ပါတယ်။အဲ့ဒီလိုအရေးပါတဲ့လူတစ်ယောက်ဟာအရေးချင်းတွေပြည့်မီနေဖို့လိုအပ်ပါတယ်။အိမ်ထောင်ဦးစီးတစ်ယောက်ရဲ့အရေးချင်းတွေကဘာတွေဖြစ်မလဲဆိုတော့နံပါတ်1 responsibility တဲ့တာဝန်ယူမှုတာဝန်ခံမှုရှိရမယ်။အိမ်ထောင်ဦးစီးဆိုတာတာဝန်ယူမှုအပြည့်အဝရှိနေရမယ်။မိသားစုရဲ့စားရေးဝတ်ရေးနေရေးအကုန်လုံးဟာသူ့အပေါ်မှာအားလုံးမူတည်တယ်။ယတနာတစုံတရာဖြစ်လာပြီဆိုရင်လည်းခေါင်းရှောင်တတ်တဲ့လူစားမျိုးမဖြစ်ရဘူး။အကောင်းဆုံးရှေ့ကနေမမရက်တည်ပေးရမယ်။ဒါမှသာအိမ်တော်ဦးစီးကောင်းဖြစ်မှာပေါ့နော်။နံပါတ်2 faithfulness တဲ့သစ္စာရှိရမယ်။အိမ်တော်ဦးစီးတယောက်ဟာကိုယ့်မိသားစုပေါ်မှာသစ္စာရှိရမယ်။အထူးသဖြင့်ကိုယ့်မျိုးသမီးပေါ်မှာသစ္စာရှိရမယ်။ကိုယ့်မျိုးသမီးကိုရမှာဖြစ်ချင်တိုင်းဖြစ်လှုပ်ချင်တိုင်းလှုပ်နေလို့မရတော့ဘူး။အမြဲတမ်းသတိထားရမယ်။စိတ်တွေဖောက်ပြားတော့မယ်ဆိုရင်ငါမှမိသားစုရှိသေးတယ်။ငါမှမျိုးသမီးရှိသေးပါလားဆိုတာကိုနားလည်ထားရမယ်နော်။နံပါတ်3 patient စိတ်ရှည်သည်းခံရမယ်။အိမ်တော်ဦးစီးကောင်းဟာစိတ်ရှည်တဲ့သည်းခံတတ်တယ်။ရာရာကိုဒေါသရှိထားပြီးမပြုတ်မှုဘူး။ထိတ်ကနေရှိဒေါသထွက်ပြီးဇနီးများကိုရိုက်နှက်တတ်တဲ့သူဟာအိမ်တော်ဦးစီးကောင်းမဖြစ်နိုင်ဘူး။တချို့ကအပြင်မှာအဆင်မပြေလာဘူးဆိုရင်ရက်တွေတော့အိမ်ကိုရောက်လာတော့မယားနဲ့သားသမီးတွေကိုအတင်းရိုက်ပုတ်ဆဲဆိုတတ်တဲ့သူတွေရှိတယ်နော်။ထင်းတိုင်းကျဲပြီးရိုက်မယ်ဆဲမယ်ထုမယ်နှက်မယ်ဆိုတဲ့သူမျိုးဟာအိမ်တော်ဦးစီးကောင်းမဖြစ်နိုင်ဘူး။နံပါတ်4 understanding and communication နားလည်ပေးရမယ်မိသားစုရဲ့စကားကိုနားထောင်ပေးရမယ်တဲ့ထက်မြက်တဲ့အိမ်တော်ဦးစီးဟာအမြင်ကျယ်ရတယ်သဘောထားကြီးရတယ်အမြင်သေးသိမ်မှုတွေမဖြစ်အောင်နေရတယ်တချို့အိမ်တွေကအိမ်တော်ဦးစီးတွေကိုကြည့်လိုက်ရင်အမြင်ကျင်းတာကိုတွေ့ရတယ်ကိုယ်စကားကသာအမှန်ကိုပြောတဲ့အရာသာအမှန်လို့ထင်နေတတ်တဲ့သူတွေရှိတယ်။ဤသားစုစကားဆိုလုံးဝနားမထောင်ဘူး။လူကွာစာအိမ်တော်ဦးစီးတွေရှိတယ်နော်။သူတို့ကဘာပြောပြောလက်မခံဘူး။မိသားစုပြောလာတဲ့စကားဆိုရင်အလေးမထားတဲ့သူတွေရှိတယ်။ဒါလည်းအိမ်တော်ဦးစီးကောင်းလို့ပြောလို့မရဘူးနော်။နံပါတ်5 financial management ငွေကြေးတွေကိုစီမံခန့်ခွဲနိုင်ရမယ်တဲ့အိမ်တော်ဦးစီးတယောက်ရဲ့အရေးချင်းတွေထဲမှာငွေကြေးစီမံနိုင်မှုကလည်းအလွန်အင်မတန်မှအရေးပါတယ်ငွေထုံးငွေညီမျှအောင်သုံးစွဲတတ်ရမယ်ငွေတွေကိုစီမံပြီးတော့ထိမ့်သိမ်းတတ်ရမယ်ရလာသမျှငွေတွေကိုယိုစိတ်မှုမဖြစ်အောင်ထိမ့်သိမ်းရမယ်ဒီလိုမပဲရသမျှသုံးငွေထုံးငွေလည်းမကြည့်ထုံးညီနိုင်တော့ဖြုံးညီနိုင်ဖြုံးနေဘလို့မှအဆင်မပြေနိုင်ဘူးတချို့လူတွေကငွေကိုကိုယ်တိုင်လည်းဖြုံးတယ်မိသားစုကလည်းငွေကြေးသုံးစွဲမှုကိုမတင်ပြပေးဘူးထင်တိုင်းကျဲနေတဲ့သူတွေရှိတယ်ဒီလိုအိမ်တော်ဦးစီးမျိုးနဲ့ဆိုမကြဘူးလမ်းပြီးခွက်ချပြီးတောင်းစားမသေးကြတယ်နော်နံပါတ်6 family first မိသားစုကိုဦးစားပေးပါပေါ့အိမ်တော်ဦးစီးတယောက်ဖြစ်ပြီဆိုရင်နံပါတ်1ဦးစားပေးရမှာကမိသားစုပဲမိသားစုကကိုယ့်အတွက်အရေးပါဆုံးဖြစ်နေရမယ်ဘလောက်အလုပ်တွေများနေပါစေမိသားစုနဲ့ရှင်လာရင်အားလုံးနောက်ကိုပို့ထားရမယ်မိသားစုကို pass ပေးရမယ်တချို့အိမ်တော်ဦးစီးကဒီလိုမဟုတ်မိသားစုကိုနောက်ဆုံးမှထားတာအလုပ်နဲ့မိသားစုရှင်လာရင်အလုပ်ကိုပဲဦးစားပေးတဲ့သူမျိုးတစိမ့်နဲ့မိသားစုရှင်လာရင်တစိမ့်ကိုပဲဦးစားပေးတဲ့သူမျိုးတွေရှိတယ်ဒါလည်းကောင်းမွန်တဲ့အိမ်တော်ဦးစီးလို့ပြောလို့မရဘူးနော်နံပါတ်9 morality and dignity တဲ့ကိုကျင်တရားကောင်းမွန်ရမယ်ပြီးရင်ဂုဏ်သိက္ခာရှိစွာနေထိုင်ရမယ်တဲ့အိမ်တော်ဦးစီးကောင်းတယောက်ဟာကိုကျင်တရားကောင်းမွန်နေရမယ်ဂုဏ်သိက္ခာနဲ့နေထိုင်ရမယ်ကိုကြည့်လိုက်တာနဲ့လေးစားနေရမယ်တန်ဖိုးထားနေရမယ်မိသားစုမှာကိုဟာစံပြဖြစ်နေရမယ်ဘယ်နေရာကြည့်ကြည့်ဂုဏ်ရှိနေရမယ်
ငါဖေဘလောက်တော်တယ်ဆိုတာကိုသားသမီးတွေကြွားနိုင်နေရမယ်ငါယောက်ျားဘလောက်ထက်မြက်တယ်ဆိုတာကိုဂုဏ်ရှိစွာပြောနိုင်နေရမယ်ဒီလိုပဲအရက်တော့ဖဲရိုက်မိမပွေရှုပ်နေမယ်ဆိုရင်ကိုမိသားစုလည်းမင်းနိုင်ငရမယ်ကိုသားသမီးလည်းပဝန်းကျင်မှာအနေခံပြောခံဖြစ်ရမယ်နော်နံပါတ်၈ growth mindset တိုးတက်ခြင်းနဲ့စိတ်ကိုထားရမယ်တဲ့အဆုံးတစ်ချက်ကတော့အိမ်တော်ဦးစီးဆိုတာစိတ်တက်ကိုမြင့်မြင့်မမှတ်ထားရမယ်မြေရတိုးတက်အောင်ဆွမ်းဆောင်နေရမယ်အာမိသားစုကိုဘယ်လိုတိုးတက်အောင်လုပ်ရမလဲအာမိသားစုချမ်းသာအောင်ဘယ်လိုဆွမ်းဆောင်ရမလဲဆိုတာကိုအမြဲတမ်းတွေးနေရမယ်ငါသားသမီးတွေဘယ်လိုတောင်းဘယ်လိုကောင်းအောင်ငါလုပ်မယ်ဆိုတဲ့အတွေးကိုအမြဲတမ်းမွေးထားရမယ်ဒီလိုမျိုးပဲတစ်နှစ်လာလက်ဒါပဲနောက်10နှစ်လာလက်ဒါပဲဆိုရင်ဘယ်လိုမှအောင်မြင်တဲ့မိသားစုဖြစ်မှာမဟုတ်ဘူးနော်အဝေးကြီးကိုမကြည့်ပါနဲ့တို့နိုင်ငံကဇွဲထက်ရွှေဆိုင်မိသားစုကိုပဲကြည့်သူကလေးလည်းအထုတဲ့ကိုရအောင်ဆွမ်းဆောင်တယ်သူရဲ့သားသမီးဇနီးမယားကိုလည်းထိတ်ဆုံးရအောင်ပို့ပေးတယ်ဒါအိမ်တော်ဦးစီးကောင်းတယောက်ဆိုတာကိုဖော်ပြနေတာပဲတခြားသူတွေလည်းရှိတော့ရှိပါတယ်အချိန်ကြာမှဆိုလို့မပြောတော့ဘူးပေါ့နော်ဒါကြောင့်မမီးတို့လည်းအောင်မြင်တိုးတက်တဲ့မိသားစုများဖြစ်လိုပါလိမ့်ကောင်းမွန်တဲ့အိမ်တော်ဦးစီးများဖြစ်လိုလျင်ဘုံဘုံပြောခဲ့တဲ့ဒီအချက်တွေကိုလိုက်နာကျင့်သုံးကြပါလို့တိုက်တွန်းလိုက်ရပါတယ်နော်